ကျောက်တူကပန်နာလေးကနေကျွန်တော်တို့ခေါင်းဆောင်ရင်ကြောင်းပြောပြမှာပန်နာလေးကရုံကလေးတို့နဲ့သွားတင်ပါဖြစ်ပါတယ်ပထမတော့သူတို့တငယ်ချင်းအိမ်ကိုဇက်တိုက်သွားအခုတော့သွားနေပါပြီပညာလာစားပြီးသွားတဲ့အချိန်သူ့အိမ်နဲ့သူ့တငယ်ချင်းမြက်ကလေးနဲ့ချနေပါတယ်ချနေနဲ့ကျွန်တော်ပြောချင်တာဒါတရိုက်တာသူကိုယ်နဲ့နာမည်ကတော့စူးကြော်ဖြစ်ပါတယ်ဒရိုက်တာကတော့လုံနေနဲ့နောက်ပြီးပန်လာလေးကသူ့ရဲ့တငယ်ချင်းရုံကလေးစီသွားပါတယ်ခွေးကလေးနဲ့သူနဲ့ဟာသမီးစားနေပါတယ်အဲ့ပဲရုံကလေးကလည်းတွေ့တော့ဟေ့ရ你刚养过没有俺们对了家里这拉拉去过哦没有那个俺同学过了不这拉倒啊这贝贝里有来了有耶你也到我这不啦看你我的贝里哎这贝里就好嘞有看你我的拉有有啦哦都是我的啦那些猪也我的啦飞你啦မတည်ဘူးဒီကဖေးလိုက်တော့အဲ့လိုကျွန်တော်တို့ FV တော့သူဒီမှာပြန်တွေ့ပဲ